ပထမဆုံးချိန်ပရီးမီးယားလိဖလားအောင်ပွဲခံအခမ်းအနားကိုဆင်နွှဲခွင့်ရခဲ့တဲ့လီဗာပူးပရိသတ်များလုံးပဲမင်္ဂလာများတင်လိုက်ဖူဘောရှိုးစီစဉ်ကနေပြန်လည်ကြိုလိုက်ပါတယ်လီဗာပူးပရိသတ်တွေအတွက်ဒီလိုနေမျိုးကိုရောက်လာဖို့35နှစ်ထိတောင်စောင့်တိုင်းခဲ့ရတာဖြစ်ပါတယ်ကို့အသင်းပရီးမီးယားလိဖလားရတာကိုကိုယ်တိုင်ကိုကြပါဝင်ပြီးတော့အောင်ပွဲခံခွင့်ရဖို့ဆိုတော့လီဗာပူးပရိသတ်အတိုင်းရဲ့ဆန္ဒတစ်ခုလည်းဖြစ်မဲ့ထင်ပါတယ်လွန်ခဲ့တဲ့9နှစ်တုန်းကပထမဆုံးအချိန်ပရီးမီးယားလိဖလားရရှိခဲ့ပေမဲ့ COVID-19 ကြောင့်လော်ဒေါင်းလုပ်ထားတဲ့အချိန်နဲ့ကြုံတွေ့ခဲ့ရပြီးလီဗာပူးအသင်းဟာလည်းပရိသတ်တွေနဲ့အတူအောင်ပွဲခံခွင့်မရသလိုပရိသတ်တွေကလည်းကိုယ်အသင်းပရီးမီးယားလိဖလားရတာကိုအတူတူပါဝင်ပျော်ရွှင်ခွင့်မရှိခဲ့ကြပါဘူးအခုတော့လီဗာပူးပရိသတ်တွေရဲ့ဖြစ်ချင်ဆုံးဆန္ဒလေးတစ်ခုကပြည့်မြောက်သွားခဲ့ပြီဖြစ်ပါတယ်ပရီးမီးယားလိဆိုပြီးတော့စတင်အမည်ပြောင်းလဲကျင်းပကြတဲ့ကနှစ်ကြိမ်မြောက်မှရရှိတဲ့စူဖလားကိုမှပရိသတ်တွေနဲ့အတူအောင်ပွဲခံခွင့်ရရှိခဲ့တာကြောင့်နှစ်ကာလအားဖြင့်33နှစ်ထိကြာခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်ဒါပေမဲ့လီဗာပူးပရိသတ်တွေစောက်အကျိုးနဲ့ခဲ့ပါတယ်လီဗာပူးဟာတခြားအသင်းတွေလိုသူများအသင်းခြေချော်တာပြိုင်ဘက်ကအမားလောက်တာတွေကြောင့်ပရီးမီးယားလိချန်ပီယံဆုကိုစုခိုးနိုင်တာမျိုးမဟုတ်ပဲကိုယ်တိုင်စ조사အားထုတ်မှုနဲ့ရရှိခဲ့တာဖြစ်ပါတယ်ဆိုစကားတော်ရှိပါတယ်ကိုယ်တိုင်ထွန်ရဲ့စိုက်ပျိုးတဲ့အသီးကပို့ချိုးတယ်ဆိုတာမျိုးပေါ့လီဗာပူးဟာရှေ့မှာခြေစွမ်းမှန်တွေကိုသာတောက်လျှောက်ထိန်းထားနိုင်ရင်ပရီးမီးယားလိဖလားကိုဒီထက်တောင်ခက်ဆော့ဆော့ရနိုင်တယ်လို့စူဖလားလေးလုံးအထိလည်းမျှော်လင့်ခွင့်ရှိနေကြတာဖြစ်ပါတယ်ဒါပေမဲ့လည်းတစ်ခုကိုလိုချင်ရင်တစ်ခုကိုစွန့်လို့ရတယ်ဆိုသလိုအာနီစလော့အနေနဲ့သူ့စိတ်ကြိုက်ကစားသမားတွေတယောက်မှမွေယူထားတဲ့အခြေအနေမျိုးမှာတော့ရောက်ချင်းရာသီမှာပရီးမီးယားလိမှတ်ပေးဖလားကိုရယူနိုင်တာကတော့ချီးကျူးသွားရမှာဖြစ်ပါတယ်ရိုင်ကလော့လီဗာပူးခေတ်တဲ့သမိုင်းမှာအရာလေးအရေးပါတဲ့နီးပြတယောက်ရဲ့ခေတ်အလုံးပထမဆုံးရာသီဖြစ်နေတာကစားသမားတွေခေါ်ယူအားဖြည့်မှုကလည်းမရှိသလောက်ဖြစ်နေကြတာနေကြောင်းရာသီမစခင်တော့ကလီဗာပူးတို့အစဉ်သုံးတွင်းဝင်အောင်အောင်မြင်မှုပဲလို့အားလုံးကယူဆထားခဲ့ကြတာပါဒါကလည်းသဘာဝကျတဲ့ယူဆချက်ပါပဲဒါတွေကိုကြော်လွန်ပြီးအာနီစလော့ရဲ့ပထမဆုံးရာသီမှာအမတ်ပေးချန်ပီယံဖြစ်နိုင်ခဲ့တယ်ဆိုတာကတော့တကယ့်ကိုဂုဏ်ယူစရာကောင်းတဲ့အတိမတ်ပြုစရာကောင်းတဲ့ချီးကျူးအောင်မြင်မှုတစ်ခုပါပဲလီဗာပူးကဒီပွဲမှာလူဆုံမဲထုံသုံးလာခဲ့တာဖြစ်ပါတယ်ဒါကိုကြည့်ရင်အပြင်သူတို့အနေနဲ့ပရီးမီးယားလိချန်ပီယံဆုကြီးကိုဘယ်လောက်ထိလိုချင်နေလဲဆိုတာမြင်တွေ့ရမှာဖြစ်ပါတယ်တစ်ဖက်ကစပါရဲ့ကြာဆင်းမှုတွေကြောင့်လွယ်ကူတဲ့နိုင်ပွဲဖြစ်ခဲ့တယ်ဆိုပေမဲ့လီဗာပူးကိုယ်တိုင်ကလည်းကောင်းလွန်နေတာအကြောင်းဖြစ်ပါတယ်ဒီရာသီမှာစပါဟာရှုံးပွဲတော်တော်များများရှိခဲ့တယ်ဆိုပေမဲ့သူတို့ကို3ဂိုးနဲ့အထက်ဂိုးပြတ်နိုင်ပွဲရောက်နိုင်ခဲ့တာကတော့လီဗာပူးတင်ပဲရှိပါတယ်ပရီးမီးယားလိမှာ2ကြိမ်ကာရာဘောင်းမှာ2ကြိမ်စုစုပေါင်း3ကြိမ်ထိစွမ်းဆောင်နိုင်ခဲ့တာဖြစ်ပါတယ်နောက်ပြီးဒီပွဲမှာဥဆောင်ကိုအရင်သွင်းယူသွားခဲ့တာကစပါဘက်ကဖြစ်ပါတယ်။ပွဲချိန်12မိနစ်မှာမယ်ဒီဆင်ရဲ့ဖန်တီးပေးမှုကနေဆွန်လန်ကီးကသွင်းယူခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့စပါရဲ့ဥဆောင်ကိုက4မိနစ်ပဲကြာခဲ့ပါတယ်။ပွဲချိန်16မိနစ်မှာဒီရက်ကဆိုဘိုစလိုင်းရဲ့ဖန်တီးပေးမှုကနေခြေပါကိုပြန်လည်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။နောက်ထပ်10မိနစ်အကြာပွဲချိန်26မိနစ်မှာတော့မက်အလက်စတာကဥဆောင်ကိုထပ်မံသွင်းယူပေးခဲ့ပါတယ်။ပွဲချိန်34မိနစ်မှာတော့ဂက်ဘိုကနောက်ထပ်ဥဆောင်ကိုထပ်သွင်းပေးခဲ့ပြီး FA ကွင်းလုံးနဲ့ချန်ပီယံဆိုတဲ့အတန်တွေတော်ညံနေပြီဖြစ်ပါတယ်။ဒုတိယပိုင်းမှာလည်းလီဗာပူးကပဲဆက်လက်ဖိအားပေးထားခဲ့ပြီးပွဲချိန်63မိနစ်မှာတော့အေဂျစ်ဘီယင်ကြီးဆာလာကဥဆောင်ကိုထပ်သွင်းပြီးပရိသတ်တွေနဲ့အတူဆယ်ဖီဆွဲအောင်ပွဲခံသွားခဲ့တာဖြစ်ပါတယ်။ပွဲချိန်69မိနစ်မှာတော့အိုတိုဂီရဲ့ OG ကြောင့်လီဗာပူးတို့နောက်ထပ်တစ်ဂိုးထပ်ရခဲ့ပြီး5ဂိုးတကူဆိုတဲ့ရလနဲ့ပြပြသားသားအနိုင်ယူကလီးပြိုင်ဝင်ပြီးကလေးပွဲအလိုမှာပဲပရီးမီးယားလိချန်ပီယံဆုကြီးကိုကိုင်မြောက်သွားနိုင်ခဲ့တာဖြစ်ပါတယ်